အားလုံးမင်္ဂလာပါအခုပြောပြမယ့်အကြောင်းအရာကတော့သင်စားအလွန်အကျွံစားသုံးနေကြောင်းပြသနေသည့်လက္ခဏာ9ရပ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဟိုးရှိတုန်းကစားဟာရွှေလိုတန်ဖိုးကြီးခဲ့ဘူးတယ်ဆိုတာကိုသင်သိပါလားအလယ်ခေတ်တုန်းကဆိုရင်လူတွေကစားကိုငွေကြေးအဖြစ်အသုံးပြုခဲ့ကြတယ်လို့စားကြောက်ပဲတိုက်ပွဲတွေတောင်ဖြစ်ခဲ့ဘူးပါတယ်ဒါကြောင့်လဲအဲ့ဒီခေတ်ကစားကိုရွှေဖြူ white gold လို့ခေါ်ခဲ့ကြတာပေါ့Venice မြို့လိုမြို့ကြီးတွေဟာစားလက်ဝါးကြီးအုပ်ရောင်းဝယ်မှုကြောင့်စီးပွားရေးတိုးတက်လာခဲ့ပါတယ်။အဲ့ဒီမှာရှိနေတဲ့စားတွင်းတွေကိုအခုထိကဘာလက်ခီးသည်တွေစိတ်ဝင်စားလက်ပတ်နေကြတုံးပါပဲ။ဒါပေမဲ့အခုခေတ်မှာတော့အဲ့ဒီရွှေဖြူဟာကျွန်တော်တို့ရဲ့မိဘူးရောင်ထဲမှာလွယ်တူရှိနေပြီးအလွန်အကျွံစားသုံးမိတဲ့အခါအဖြူရောင်အစိတ်အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။စားလေးနည်းနည်းလောက်ပေးပါအောင်ဆိုတဲ့စကားကိုလုပ်ငန်းခွင်နေ့လည်စာစားချိန်တွေမှာဒါမှမဟုတ်မိသားစုထမင်းဝိုင်းတွေမှာခဏခဏကြားနေရတတ်ပါတယ်။အငံတက်မပါရင်အစားအသောက်ကအရသာမရှိဘူးလို့ထင်နေကြတာပေါ့။ဒါပေမဲ့တင့်ခန္ဓာကိုယ်ကစားတွေများနေပြီလို့ချက်ပြနေတာကိုသင်သတိမထားမိပဲဖြစ်နေနိုင်ပါတယ်။နံပါတ်1စားဆိုဒီယမ်ရဲ့ကောင်းကျိုးများစားထဲမှာပါဝင်တဲ့ဆိုဒီယမ်ကခန္ဓာကိုယ်အတွက်မရှိဖြစ်လိုအပ်တဲ့ဓာတ်စားတစ်မျိုးဖြစ်ပါတယ်။အာယုံကြောနဲ့ကြွက်သားတွေရဲ့လှုပ်ဆောင်မှုအုံနောက်ကနေခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုဖျက်စစ်လိုင်းတွေပို့လွှတ်တဲ့အခါဆိုဒီယမ်ကအဓိကကူညီပေးပါတယ်။ကြွက်သားတွေကျုပ်ဆန့်ဖို့အတွက်သူကမရှိမဖြစ်ပါ။ရေဓာတ်ထိမ့်သိမ်းခြင်းဆဲတွေရဲ့အတွင်းနဲ့အပြင်မှာရှိတဲ့ရေဓာတ်ပမာဏမျှတနေအောင်စားကထိန်းချုပ်ပေးပါတယ်။သွေးဖိအားကိုထိန်းညှိခြင်းသွေးထုတဲ့ blood volume ကိုမှန်ကန်အောင်ထိန်းညှိပေးတဲ့နေရာမှာပါဝင်ပါတယ်။အစာချေစနစ်အစာရင်းထဲမှာအစာချေဖို့လိုအပ်တဲ့ acid hydrochloric acid ထုတ်လုပ်ရုံမှာ chloride စား chloride ကအထောက်အကူပြုပါတယ်။စားရဲ့ဆိုးကျိုးများလွန်ကျွံစားသုံးခြင်းစားကအရေးကြီးပေမဲ့တန်ဆေးလွန်ပြီးဆိုလို့အလွန်ကျွံစားမိရင်တော့ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။သွေးတိုးယောဂ hypertension စားအစားများတဲ့အခါသွေးကြောထဲမှာရေဓာတ်တွေပိုများလာပြီးသွေးတိုးစေပါတယ်။ဒါဟာနှလုံးရောဂါနဲ့လေဖြတ်ခြင်းရဲ့အဓိကအကြောင်းရင်းပါကြောက်ကတ်ထိခိုက်ခြင်းစားဆိုဒီယမ်တွေကိုစွန့်ထုတ်ဖို့ကြောက်ကတ်ကပိုပြီးအလိုလုပ်ရပါတယ်ရေရှည်မှာကြောက်ကတ်ပျက်စီးတာကြောက်ကတ်မှာကြောက်တဲ့တာတွေဖြစ်နိုင်ပါတယ်ကိုလက်ဖောရောင်ခြင်းအဒီမစားကခန္ဓာကိုယ်ထဲမှာရေကိုဆွဲထားတတ်တဲ့အတွက်ခြေထောက်တွေလက်တွေဖောရောင်တာမျိုးဖြစ်တတ်ပါတယ်အယိုးပွားယောဂစားအစားများရင်စီးရဲကနေကယ်လ်ဆီယမ်ဓာတ်တွေစွန့်ထုတ်မှုပိုများလာတဲ့အတွက်အယိုးတွေအားနည်းလာနိုင်ပါတယ်နံပါတ်3ဘလောက်စားသင့်တယ်လဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အဆိုအရလူတစ်ယောက်ကတစ်နေ့ကိုစား 1.5 ဂရမ်လက်ဖက်ရည်စွန်းတစ်စွန်းစာထက်ပိုမစားသင့်ပါဘူးကျွန်တော်တို့စားနေတဲ့အသင့်စားခောက်ဆွဲကြောက်ငပိငချောက်အချင်ဒုတ်တွေနဲ့စီတုတ်ဘူးတွေထဲမှာစားတတ်အမြောက်အများဖွက်ပြီးပါဝင်နေတတ်တာကိုအထူးသတိပြုဖို့လိုပါတယ်ဒီနေ့မှာတော့စားအလွန်ကျွံစားမိနေကြောင်းပြသတဲ့လက္ခဏာ9ချက်နဲ့အတူဒီအခြေအနေကိုဘယ်လိုပြန်ထိန်းချုပ်မလဲဆိုတာကိုအသေးစိတ်ပြောပြသွားပါမယ်နံပါတ်1အမြဲတမ်းရေငတ်ခြင်းစားမှာဆိုဒီယမ်40ရာခိုင်နှုန်းပါဝင်ပြီးသူကဆဲတွေတဲကရေဓာတ်ကိုဆွဲထုတ်ယူလိုက်ပါတယ်အဲ့ဒီအခါတစ်အုံနောက်ကရေငတ်တဲ့အချက်ပြချက်ကိုပို့လွှတ်ပြီးခန္ဓာကိုယ်ထဲမှာအရေဓာတ်ကိုမျှချေပြန်ညှိဖို့ကြိုးစားပါတော့တယ်တင်းပါဇက်ကစာဟာရသဲကန္နာရလို့6ကပ်ပြီးရေကိုပဲအမြဲတမ်းတောင့်တနေတတ်တာဟာစားများနေတဲ့လက္ခဏာတစ်ခုပါအကြံပြုချက်အနေနဲ့အာလူးကြော်ဒါမှမဟုတ်ပီဇာလိုဆိုဒီယမ်များတဲ့အစားအစာတွေစားတဲ့အခါရေများများတောက်ပေးပါမနက်ခင်းကိုကော်ဖီအစားရေတောက်ပြီးစတင်တာကပိုကောင်းပါတယ်နံပါတ်2စီးခဏခဏသွားခြင်းရေတွေအများကြီးတောက်တော့စီးခဏခဏသွားတာကသဘာဝပါပဲဒါပေမဲ့စားများတဲ့အခါစီးသွားတိုင်းမှာခန္ဓာကိုယ်ရဲ့ကယ်လ်ဆီယမ်ဓာတ်တွေပါသွားတတ်ပါတယ်သွေးထဲမှာကယ်လ်ဆီယမ်လိုအပ်လာရင်ခန္ဓာကိုယ်ကအယိုးတွေကနေပြီးတော့ပြန်ထုတ်သုံးရတာကြောင့်ရေရှည်မှာအယိုးပွားယောဂ osteoporosis ဖြစ်နိုင်ရင်မြင့်တက်လာနိုင်ပါတယ်နံပါတ်3ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေကိုသာတောင့်တခြင်းစားအများကြီးစားလုံးရင်ရှာကအရသာခံမှုတွေကအဲ့ဒီစားအရသာကိုညှမားသွားပြီးစားမပါတဲ့အစားအစာတွေကိုရတာမရှိဘူးလို့ထင်လာတတ်ပါတယ်ဒါကြောင့်အသီးအရွက်တွေတဲ့ပီဇာဝက်ပေါင်ကြောက်
ဝဲဥကြောင်းနဲ့စီတုပ်ဘူးတွေကိုပဲပိုစားကျင်လာပြီးစားဆွဲသူကြောင့်ဖြစ်လာနိုင်ပါတယ်နံပါတ်၄ကြွက်တက်ခြင်းဆိုဒီယမ်နဲ့ကယ်လ်ဆီယမ်ကကြွက်သားကျုံခြင်းကိုကူညီပေးပြီးပိုတက်ဆီယမ်ကကြွက်သားကိုပြေလျော့စေပါတယ်စားများပြီးဆိုဒီယမ်နဲ့ပိုတက်ဆီယမ်မျှခြေပြတ်သွားတဲ့အခါကြွက်သားတွေနာကျင်ပြီးခဏခဏကြွက်တက်လာတတ်ပါတယ်နံပါတ်5နှုံးချိခြင်းနဲ့ခေါင်းကိုက်ခြင်းစားအလွန်ကျွံစားခြင်းကခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်မှုကိုဖြစ်စေပြီးအဲဒီကတဆင့်ခေါင်းကိုက်တာနဲ့လူကအမြဲတမ်းနှုံးချိနေတယ်လို့ခံစားရစေနိုင်ပါတယ်အကြံပြုချက်ကတော့စားအစားပိုတက်ဆီယမ်ကျွဲရတဲ့ထောပတ်သီးကညွန့်နဲ့ပန်းကော်ပီစိမ်းစတာတွေကိုစားပေးပါနံပါတ်6ကြောက်ကပ်နာကျင်ခြင်းကြောက်ကပ်ဟာခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့စိတ်အုပ်ကြီးပါပဲစားများတဲ့အစားအစာတွေကကြောက်ကပ်ကိုအလုတ်ပိုလုပ်စီပြီးစီးထဲမှာပရိုတိန်းဓာတ်ပါဝင်မှုကိုများလာစေပါတယ်ဒါဟာကြောက်ကပ်ယောဂနဲ့ကြောက်ကပ်ကြောက်တဲ့ခြင်းကိုဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်းပါပဲနံပါတ်9သွေးတိုးခြင်း high blood pressure ပိုရှန်နေတဲ့ဆိုဒီယမ်တွေကခန္ဓာကိုယ်ထဲမှာရေဓာတ်ကိုပိုထိန်းထားရလို့နှလုံးကပိုလှုပ်ရပါတယ်ဒါဟာသွေးတိုးစေပြီးရေရှည်မှာနှလုံးရောဂါနှလုံးရက်ခြင်းနဲ့လေဖြတ်ခြင်းအထိဖြစ်နိုင်ခြေပိုများနေပါတယ်ကာဝယ်နည်းကတော့အခွန်မာသည်အုတ်ဂျုံအုတ်မေးနဲ့ပဲမျိုးစုံလိုနှလုံးအတွက်ကောင်းတဲ့အစားအစာတွေကိုစားပေးပါနံပါတ်8ခန္ဓာကိုယ်ဖောရောင်ခြင်းဒီမှမျက်အိတ်တွေဖောရောင်နေတာခြေချင်းဝတ်တွေရောင်နေတာလက်စွပ်တွေကျက်လာတာမျိုးကြုံမှုပါလားဒါဟာသင့်ခန္ဓာကိုယ်ကပိုရှန်နေတဲ့စားတွေကိုမျှကြည့်ညှိဖို့ရေဓာတ်တွေကိုမလိုအပ်ပဲထိန်းထားရလို့ဖြစ်နေရတဲ့ဖောရောင်ခြင်းလက္ခဏာပါပဲနံပါတ်9စဉ်းစားဉာဏ်ဝေဝါးခြင်း brain fog 2011ခုနှစ်ကကနေဒါနိုင်ငံမှာလူပေါင်း1200ကိုလေ့လာခဲ့တဲ့သုတေသနတစ်ခုအရစားအလွန်ကျွံစားသုံးခြင်းဟာအုတ်နှောက်ရဲ့စွမ်းဆောင်ရည်ကျဆင်းခြင်း cognitive decline နဲ့ဓာတ်ရိုက်ဆက်စပ်နေပါတယ်ရေဓာတ်ခမ်းခြောက်မှုကြောင့်အုတ်နှောက်ကကြည်ကြည်လင်လင်မရှိပဲဇွေဇွာဖြစ်နေတတ်ပါတယ်ဘယ်လောက်ဆိုရင်အလွန်ကျွံဖြစ်မလဲအမေရိကန်နိုင်ငံအသင်း American Heart Association ရဲ့အဆိုအရကျန်းမာရေးအတွက်အသင့်တော်ဆုံးဆိုဒီယမ်ပမာဏကတစ်နေ့ကို1500မီလီဂရမ်လက်ဖက်ရည်စွန်းတစ်စွန်းနီးပါးခန့်သာဖြစ်ပါတယ်ဒါဟာသင်ထင်ထားတာတဲ့ပမာဏတော်တော်လေးနည်းနေနိုင်ပါတယ်စားတာများသွားရင်ဘယ်လိုဖြေရမလဲနံပါတ်1ရေများများတောက်ပါအစားမစားခင်ရေကြိုတောက်တာမျိုးကခန္ဓာကိုယ်ရဲ့ဆိုဒီယမ်တွေကိုပြန်လည်မျှခြေဖြစ်စေဖို့ကူညီပေးပါတယ်နံပါတ်2ပိုတက်ဆီယမ်ကျွဲဝတဲ့အစားအစာတွေကိုစားပါ apricot ထောပတ်သီးကညွန့် asparagus ပန်းကော်ပီစိမ်း cauliflower တွေကဆိုဒီယမ်ပိုတက်ဆီယမ်မျှခြေကိုပြန်လည်ထိန်းညှိပေးနိုင်ပါတယ်နံပါတ်3ဟင်းခတ်အမွှေးကြိုင်များပြောင်းသုံးပါစားငရုတ်ကောင်း rosemary စမုံဖြူဟင်းခတ်မှုတ် curry powder တွေကိုသုံးပြီးအရသာဖော်ပါနံပါတ်4အညွှန်းဖတ်ပါကုန်ပစ္စည်းဝယ်တဲ့အခါစတ3.3အောင်စထက်ပိုပါဝင်တဲ့အစားအစာတွေကိုရှောင်ပါနံပါတ်5ပမာဏကိုကန့်သတ်ပါ American Heart Association ရဲ့ဆိုရတစ်နေ့ကိုဆိုဒီယမ်1500မီလီဂရမ်လက်ဖက်ရည်စွန်းတစ်စွန်းခန့်အဲ့ဒီတက်ပို့ပြီးမစားသင့်ပါဘူးနှစ်ချုပ်ပြောရရင်တော့ရွှေဖြူလို့ခေါ်တဲ့စားဟာသင့်ဟင်းလျာတွေကိုရတာရှိစေပေမဲ့အလွန်ကျွံဖြစ်သွားရင်တော့အဖြူရောင်အစိတ်အဖြစ်သင့်ကျန်းမာရေးကိုချိန်ချောက်လာနိုင်ပါတယ်စားဆိုတာဟင်းတစ်ခွက်ရဲ့အရသာကိုဖော်ဆောင်ပေးတယ်လို့ဘဝရဲ့ကျန်းမာရေးအတွက်လည်းအရေးကြီးပါတယ်ဒါပေမဲ့ပမာဏကိုချင်းချိန်ပြီးစားသုံးမှသာဘေးကင်းပြီးကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်သင်ရဲ့ကျန်းမာရေးဟာသင်လက်ထဲမှာပဲရှိတာပါအစားဆုံးချစ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လည်းကြည့်ရှုနိုင်လို့ subscribe ကိုချိန်ပေးထားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းပေးစီပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ရပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a great day